Gascon တကုံတာယာတကယ်တော့ Gascon ဆိုသောစကားလုံးမှာပြင်သစ်ဝတ္ထုရေးဆရာဒူးမာ၏သူရဲကောင်း၃ယောက်ဝတ္ထုထဲမှဇက်ကောင် Gascon နယ်မှရက်တော့သူများသူတို့၏ဆောင်ရွက်ပုံတွေကအားကျစရာသူ့မွေးအတိတ်တွေကတော့သူရဲကောင်းမဟုတ်တနက်ကင်သူများကိစ္စမရှိသူရဲကောင်းဆိုသောစကားလုံးကိုကြိုက်သည် Gascon ကိုလည်းကျွန်တော်ကြိုက်သည်ကျွန်တော်အပေါင်းအသင်းမုံရွာသားများကိုကျွန်တော်က Gascon ခေါ်သည်အထူးသဖြင့်ကျွန်တော်ကအယက်သမားဟုပြောသည်ကျွန်တော်ဤဒူမာကတိတ်မကြိုက်သွားမပြောလီနဲ့ဟုဆိုသည်ရပါလေဟာအယက်သမားဆိုတာဂုံငယ်ပါဘူးတမားတော်ဆရာကြီးတမားကြီးကျွန်တော်ကပြောပြီးပြုံးရည်နေသည်သူမကတော့ကြိုက်ပုံမရမတတ်နိုင်ကျွန်တော်ကျောင်းသားဘဝကမိတ်ဆွေများစွာရှိသည်စကိုင်းကျောင်းဆောင်တွင်မုံရွာသားတွေရှိသည်မုံရွာသားတွေမဟုတ်ပခုတ်ကူသားများနဲ့လည်းကျွန်တော်ခင်မင်သည်ကျွန်တော်ကမြို့ဝကျွန်းပေါ်သားဆိုတော့သူတို့နဲ့အထီးတွေ့နေသည်သို့သောကြောင်းရောက်သောအခါသူတို့နဲ့တွေ့ရ၏ဇယိုက်ကလေးများကိုတွေ့ရသည်ချစ်စရာလေးတူဒီဘက်ခေတ်တွင်ကျွန်တော်နှင့်ခင်မင်လာသူ Gascon တယောက်ကတော့ကျွန်တော်မိတ်ဆွေလင်းယုံမောင်မောင်သူကဗမော်တင်အောင်၏လင်းယုံဂျာနယ်တွင်အယ်ဒီတာလုပ်နေ၍လင်းယုံမောင်မောင်ဟုခေါ်တွင်ခြင်းဖြစ်သည်အရက်ကတော့ကြိုက်သလားမမေးနဲ့သူတို့ပွဲတိုင်းကျွန်တော်ကိုဖိတ်သည်ကျွန်တော်ကတော့အမီးစားသမားတခါတရံသူတို့နှင့်တွေ့လျင်အရက်ကိုပါဇက်နှင့်တိတ်ထားရပါသည်နည်းနည်းပါးပါးတော့ဝင်ကောင်းဝင်မီကိစ္စမရှိတခါတရံသူတို့မမြင်အောင်ဖိတ်ပြရသည်သူတို့အရက်မူးနေကြ၏ကျွန်တော်အရက်ဖိတ်လိုက်သည်ကိုမသိကြဖန်ခွက်ကိုနည်းနည်းလှုပ်လိုက်လျင်အပြင်ဘက်ဖိတ်ကျသွားသည်တရုတ်ပြည်သွားတော့ကလည်းဤသို့ပင်လှုပ်ခဲ့ရသည်ဆိုဗီယက်တွင်လည်းဒီလိုပဲလှုပ်ခဲ့ရသည်ထို့ကြောင့်အရက်ဖိတ်သည်ကိုကျွန်တော်လုပ်နေကြခါခွေးနောက်ကြ၍တွေ့ရသည်ကတော့ကိုရင်တာသူကလည်း Gascon ကျွန်တော်ထက်အများစွာငယ်သည်သူနှင့်စတွေ့တော့နှစ်တော်ကြပါပြီသူကဆေးကျောင်းသားဘဝ1986ကကျွန်တော်တာလာဝတီမုံရွာမြို့သူရောက်သွားသည်တမုတ်တွေဖျားလည်းရောက်သည်ထိုနေ့ကပင်မုံရွေးကျေးမုံရှိစာကြီးတိုက်တွင်ဆွေးနွေးပွဲကလေးတက်ခဲ့သည်မိကုံမေးသူများတဲ့ဆေးကျောင်းသားတယောက်ကကျွန်တော်ဤနှင်းငယ်ပန်းကြပြာကိုမေးသည်ကျွန်တော်အတော်ဖြေရခတ်သွားသည်ကြပြာကအတိတ်ပဲထင်းထင်းကြီးရေးထားသည်မဟုတ်လားနောက်ကြမှာထိုမေးခွန်းမေးသူမှာကိုရင်တာဖြစ်နေပြုံးမိရသေးသည်ကြပြာတဲ့တွင်ရမက်ငန်းငန်းခူးမြီလှမ်းကထိုပန်းပင်မူရန်သူနယ်မြေရောက်နေသောကြောင့်ချင်မောစိတ်အားမျိုးသိပ်ထားပြီးနေကြားမြင်းကြောင်း၌ရက်လိုက်ပေသည်ထိုအခါကကိုအမ်းမောင်တို့အိမ်တွင်ကျွန်တော်တဲသည်ကိုအမ်းမောင်နဲ့ကသူចောင်းသားဘဝကလေးကတိခဲ့သည်ငိမ့်ငိမ့်ရေးအဖွဲ့တွင်သူကအတွင်းမှုကျွန်တော်နှင့်အတွဲဆက်ကောင်းအတွင်းမှုကောင်းယခုကြပြဆရာဖြစ်နေသည်လွတ်လပ်ကာယံကြပြဆရာချစ်သိန်းဦးနဲ့လည်းចောင်းသားဘဝကတိခဲ့သည်သူသည်ကျွန်တော်၏စီယုံရေးကော်မရှင်တွင်အတွင်းမှုအဖြစ်ဆောင်ရွက်ခဲ့သည်သို့တော်သူကငိမ့်ငိမ့်ရေးအဖွဲ့အစည်းတွင်မလုပ်နောက်တော့သတင်းစာဆရာလုံးလုံးဖြစ်သွားသည်သူ့တန်ခက်ရှာရှာတခါတရံကျွန်တော်စန်းရတီးလျင်တချင်းဝင်ဆိုလိုက်သေးသည်ဒီနေ့ခေတ်ကခက်ရှာရှာခေတ်မကြာသေးမီကကိုမြဦးနဲ့တွေ့လိုက်သည်ကိုမြဦးကိုအင်းဝစာအုပ်ဆိုင်အပေါ်တက်တွင်မကြာခဏတွေ့ရသည်ကျွန်တော်အကြိုက်စာအုပ်များကိုရွေးထားတတ်သည်သူတို့သည်စုနေကြသောအင်္ဂလိပ်နှင့်ချက်ပြုတ်စားတောက်သည်ကျွန်တော်လည်းသူတို့ချက်သည်ကိုစားတောက်ဖူးသည်သူတို့အိမ်တွင်ပြုလုပ်သည့်ငိမ့်ငိမ့်နှင့်ပတ်သက်သောအစည်းအဝေးတစ်ခုတွင်မြတ်တန်းတင်းနှင့်ပတ်သက်၍ဆုံးဖြတ်ချက်တစ်ခုချခဲ့မှုသည်သူတို့သည်ကျွန်တော်ထက်ငယ်သူများတတိယမျိုးဆက်များထင်သည်ကိုရင်တာကအတွေးခေါ်သမားသူကခက်ရွှင်ရွှင်တိမ်မွေသောဟာသားဖြင့်ရေးတတ်သည်ယတသမားဟုလည်းဆိုနိုင်သည်ကငယ်ကျောင်းသားဘဝကလေးကတည်သူများကတော့သခင်လေးမောင်ကိုညိုမြမင်းကင်းမှကိုညိုတို့ညီကိုနှစ်ယောက်ရှိသေးသည်ကိုညိုမြကစာသမားသခင်လေးမောင်ကတော့ဒုမစီုံစတင်တီထောင်သူများတဲ့တွင်ပါဝင်သူသူတို့နဲ့လည်းခင်မင်းရင်းနှီးခဲ့သည်သခင်လေးမောင်သည်အင်မတန်တီးခံနိုင်သည်သူများကအော်လင်းလဲဘာမှပြန်မပြောတတ်တိတ်ဖေမြင့်နေကတော့ကျောင်းသားဘဝကလေးကခင်မင်းလာသည်သူမြေဒီကုန်းဗရုံမာလန်းတွင်နေကလေးကတည်နေခဲ့သည်ကျွန်တော်နဲ့ကိုထင်ကြီးတို့နှစ်ယောက်သူ့အိမ်ကိုရောက်သွားရောက်လက်ပတ်ဖူးသည်ကိုတတိယနေသည်ငင်းငင်းအဖွဲ့တွင်အထွေထွေတွင်းမှုလုပ်သူကိုပငိန်ကတော့ငင်းပေါ်ငင်းဘက်ကျောင်းသားဘဝကတော့သူ့ကိုဖူးထစ်စေးတံတောက်သူအဖြစ်သမင်းစားခန်းတွင်တွေ့ရသည်လူချင်းတော့တိတ်မတွေ့
ငင်းရဲဆောင်ရွက်မှတွေ့ရသည်တခါကရွှေတောင်ကြားလမ်းရှိကိုပါငိန်စီကိစ္စတစ်ခုနဲ့တွားရောက်ရမှာကျွန်တော်တို့ရောက်သွားသောအခါသူအနီးတွင်ရေပိုအိုးတစ်လုံးကျွေပကံများတွင်ငရုတ်သီးနှင့်အရက်တွေ့ရသည်ကျွန်တော်အံ့ဩသွားသည်ငရုတ်သီးအဆက်နဲ့ဘလို့များအမည်လုတ်ပါလိမ့်ကျွန်တော်ခေါ်တော့အားလုံးကိုဂက်စကွန်ဟုလှလှပပခေါ်သည်အရက်သမားဟုခေါ်ရင်ကြိုက်မိမထင်အရက်ဆရာဆိုတော့စကလုံးကမလှအရက်ကိုချစ်သူအရက်ကိုမြည်သူဖြစ်ပေလိမ့်မည်ထို့ကြောင့်ဂက်စကွန်ဟုခေါ်သည်လင်းယုံပါဝင်းနှင့်ကခင်မင်းရင်းနှီးသည်သူကစာရေးဆရာရွှေကုန်းတိုင်လန်းတောင်ကုန်းပေါ်ရှိတောထဲမှာအင်္ဂလိပ်သူကျွန်တော်အလေရောက်တတ်သည်ထိုအခါကယဟန်ဘဝသခင်ဝိဇယ1951ကျွန်တော်လာလင်သူပလက်ကလထိုင်ကိုကျွန်တော်အားထိုးပြေးပြီးသူကဘေးကွပ်ပြစ်မှာထိုင်သည်ဒေါက်တာမောင်မောင်ညိုနှင့်လည်းခင်မင်းသည်သူကခန္ဓာဗေဒဘောမခဖြစ်တော်လဲစာသမားသူ့အိမ်နေမကြာခဏစုံမိကြသည်သူကဝတ္ထုရေးသည်စာပေဝေဖန်ကြီးများလည်းရေးလေရှိသည်စပယ်ပြူကကိုကျော်ဝင်းကိုမြင့်အောင်တို့ကလည်းဂက်စကွန်ဖြစ်သည်ကျွန်တော်နေ့တော့ဂက်စကွန်တို့ခင်မင်းရင်းနှီးသည်ကအမှန်ပဲစာပေလောကတွင်ဂက်စကွန်တို့ကြီးစိုးနေသည်ဟူသောကျွန်တော်ဆိုသူတို့ပြုံးနေကြသည်ဂက်စကွန်ရဲဘော်များအတွန်းရှည်ပါစေတကုံတာယာစတိုင်တစ်မဂ္ဂဇင်းအော်တိုဝါလာ2002ခုနှစ်ရုပ်ဖတ်သူဆွေးနေကျေးဇူးတင်ပါတယ်ခင်ဗျာ